အားချစ်တဲ့အားလုံးကဗျာဒီနေ့ကတော့ glow ဟေကတဲ့ဆောတော့ပြောရတယ်အေးပါလေကွာရောက်ပြီမုံအဲ့ဒါမဟုတ် Okay အားလည်းမင်္ဂလာပါကျွန်တော်တို့မှာတော့ခေါင်းကြီးပြောတယ်ကျွန်တော်ဒီနေ့ပြောတော့ growing အကားရဲ့အတိတ်ထွက်တာကျွန်တော် credit update ကိုကျွန်တော်ဆော့ပါရွယ်တယ်အဲ့ဒီညာကဆိုရင်တော်တော်လေးမှပြောမယ်ကောင်းပါတယ်ကျွန်တော်တို့ enemy ကကျွန်တော်တို့တွေ player ကိုကျွန်တော်တို့30 million ပြည့်အောင်တူတူလုပ်ရပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ base store တွေကျွန်တော်တို့ full bound ဆိုကိုကျွန်တော် store ပိတ်ထားပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေfull တွေတော်တော်ရလိုက်လို့နော် FNDD တွေပါလိဆိုရဲဗျာကျွန်တော်တို့အဲ့ဒါကြီးတော်တော်ကြပါတယ်အခုတော့ကျွန်တော်ဒီမှာ credit မှာကျွန်တော်တို့ account သေးပဲဗျ account ကျွန်တော် page beach ဘာမှမသိဗျာကျွန်တော်တို့အောက်မှာတွဲလဲနေတယ်ကျွန်တော်မိုင်းရတယ်ပေါ့နော်ဒီကောင်က limited လို့ပြောပါတယ်အဲ့ဒါကျွန်တော် credit ရတာပေါ့နော်ဒါပေမဲ့ဒီကောင် credit ရတာလည်းဈေးကမလွယ်ဘူးဗျတော်တော်လေးဈေးကြီးတယ်ဥတော်မှာရိုးဥမဟုတ်ကျွန်တော်တို့ရှားပါတဲ့ဥလိုတယ်ပေါ့နော်သိဟုတ်ပါဟာငါတို့ကန်ဒီဘလောင်စာတွေဟာရောက်ရေးနဲတာမဟုတ်နောက်မထားအဲ့ဒါငါခိုးနိုင်သေးဘူးအစ်မကြည့်ဘူးဆိုကျွန်တော်တို့ခွဲတင်တဲ့နေရာတစ်ခုပါလာတယ်ဒီဘက်မှာတော့ကျွန်တော်စပင်ကလာတွေခွဲလို့ရတယ်ဥတွေဘာတွေပေါ့ဗျာဒီဗီဒီယိုတင်ပါကျွန်တော်စနေနေ့ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့တွေချင်းနေကြောက်ကျွန်မတင်ဖြစ်တာပေါ့နော်စနေနေ့ကတည်းကကျွန်တော် record ထားတာဖြစ်ပါတယ်တန်းကတော့ခုမှတွင်တယ်ပေါ့နော်ကျွန်တော်ဒီနေ့မှတွင်တယ်ဒီနေ့ပဲတင်ပြလိုက်တယ်ဗျကျွန်တော်တို့အဲ့ဒီစနေနေ့ကကျွန်တော်တို့ earthquake ထွက်တာတဲ့ဗီဒီယိုလေးကိုကျွန်တော်တစ်ချက်ပြရမယ်အဲ့ဒီမှာကျွန်တော်တို့ mutation ဘောင်းဆိုနေနဲ့ event ဘောင်းဆိုလာပါတယ်အသေးလာတဲ့ volcano ပါပါတယ်တော်တော်လေးကမိုက်ပါတယ်အဲ့ဒီဗီဒီယိုကလေးတွေကိုကျွန်တော်တို့တွားကြည့်လိုက်အောင် let's go ဘာမှမဟုတ်ဆို event ကကျွန်တော်တို့ dancing event ပေါ့နော် OER ဆိုတဲ့ချင်းနဲ့ကျွန်တော်တို့တွေလာပါတယ်ဒီကောင်ကတော့ကျွန်တော်တို့တွေdisco ပေါ့နော် disco event ပေါ့နော် disco musician တွေရတယ်ဗျအယောင်ဆိုလေးပေါ့နော်အဲ့ဒါတွေတော်တော်လေးလှတယ်so နောက်တစ်ခုတော့ကြည့်အောင် let's go ခဏဒါကတော့ကျွန်တော်ငကားပြိုင်ရောနော်ဟုတ်ကဲ့ကျွန်တော်ငကားပြိုင်ပါပြီးလို့အေးကားရလဲလို့နောက်တစ်ခုကတော့အသေးဆက်ကျွန်တော်ထပ်ရှိတာတဲ့ volcano ပဲပေါ့နော်ဒီ volcano ကတော့ volcano နဲ့ပတ်သက်တဲ့ musician ကိုရမယ်ထင်ပါတယ်ဒါအသေးပေါ့နော်ကျွန်တော်တွေမှတ်တဲ့တက်ပွဲတွေချက်လေမတရားတွေပိတ်ခဲ့ပြီ yes ကျွန်တော်ဒီမပြောတဲ့တခုရှိတာကျွန်တော်တကားကိုမှadmin နဲ့ချစ်ဖို့ကောင်းတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Anvanili ဆိုရင်ကျွန်တော်မှ၄ခုရှာတယ်။ကျွန်တော်တို့ဒီပြီးလို့ရှိရင်နည်းနည်းတီးမပါဘူးနည်းနည်းတီးဒီလေးမှာနည်းနည်းတီးမရှိစစ်ပြစ်တီးငရုတ်တီးကျွန်တော်တို့စိုးပဲဗျာကျွန်တော် basic store ကို share ကိုမှပေးတယ်ဗျ။ဆိုစောင်းကိုတအားကိုမိုက်ပါတယ်။ဒါဆိုနောက်တဲ့ခုသွားလိုက်အောင် let's go နောက်တစ်ခုကတော့ event မဟုတ်ပါဘူးကျွန်တော် Kai Zia ဓမြတိုက်ထားတဲ့ sunflower တွေကိုလာပြရပြပါတယ်ဒါနောက်ကျရင်လောက်လာမှာဗျ sunflower တွေက okay နောက်တစ်ခုကတော့ကျွန်တော်မားတန်တာလာပါတယ်မားတန်တာလာလို့ရှိရင်ဒီ musician ကတော်တော်ကြီးမှဈေးကောင်းကြပါတယ်အဲ့ဒါကြောင့်မလို့တော်တော်လေးမှကြိုက်ကြပါတယ်ကျွန်တော်တို့ကျောင်းစီမှာတော့ဒီမှာ shock ဆိုတဲ့ကျွန်တော် musician ပေါ့နော်ဒါတန်တာစီကရတဲ့ musician ပေါ့ yeah ဈေးကောင်းကြပါတယ်နောက်တစ်ခုသွားကြည့်အောင် let's go okay ဒါတော့ကျွန်တော်တို့ admin အန်းတာပေါ့နော်ဒါတော့ငရုတ်တီးပေါ့ငရုတ်တီး store လိုက်ဗျ yes ကျွန်တော်တို့တောက်မှာ stock ကောင်းပါတယ်ကျွန်တော်တို့ဒီမှာဟိုတီးတဲ့ဝယ်မယ်ဗျငရုတ်တီးတဲ့ဝယ်မယ်အဲ့လိုပဲစားမိုက်ရဗျကျွန်တော်ဒီညကတော့ share ကိုမှ share တောက်မှာမိုက်တာဟုတ် share ကိုရောင်းတာဗျဒါတော့နောက်တစ်ခုကတော့ကျွန်တော် disco ပဲပေါ့နော် disco တဖန်ပြန်လာတယ် share ကျွန်တော်ဒီတချင်းကတော့ပြောင်းသွားပြီ overcome style နဲ့okay ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော် chocolate mold ပေါ့နော် chocolate mold mutation ဆိုရင်တော့တော်တော်မဲ့တယ် chocolate mold ဝါတယ်ဗျကျွန်တော်တအားရရှားတယ်ကျွန်တော်တို့တခါတပတ်မှာတစ်ခါလောက်ပဲမြင်ရတယ်ဒါပေမဲ့ကျွန်တော် game အဲ့လောက်သိမဆော်လို့လားဘာလားတော့မသိဘူးဒါပေမဲ့တော်တော်ရှားတယ်ဒီကောင်ကတော့ yes ကျွန်တော်တို့နောက်တစ်ခုသွားရအောင် let's go okay ဒါကတော့ကျွန်တော်တို့ဒီစပစ်တီပေါ့နော်စပစ်တီဝယ်တာဖြစ်ပါတယ်ကျွန်တော်တို့သူတို့ store ပေးတာပေါ့နော် admin နောက်တစ်ခါကတော့ကျွန်တော်တို့ volcano ပြန်လာပါတယ် yes volcano ပြန်လာတယ်ဗျကျော်နောက်တစ်ခုကတော့ကျွန်တော်တို့ disco ပြန်လာတယ်ပေါ့နော်disco လဲဆိုဒီတစ်ခေါက်လဲဆိုတော့ခေါက်လို့ရှိပြီတော်တော်လေးကိုလာတယ် disco ကကောင်းပါတယ် disco musician ကကောင်းတဲ့အထဲမှာပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ back store တွေပေါ့နော် back store နေလို့ကျွန်တော်ဝယ်လိုက်တယ်ဗျ back ကကျွန်တော်တို့ရှားတယ်ဒါကတော့ကျွန်တော် base store ရောင်းနေလို့ base store ဝယ်တာဖြစ်ပါတယ် yes base store ကျွန်တော်နောက်တစ်ခေါက်တော့ကျွန်တော်မားတန်တာလာပါတယ်မားတန်တာနှစ်ခါရှိပါပြီမလို့လို့ရှိရင်အဲ့လိုပဲလာပါတယ် yesလိုတဲ့သူတွေကြတော့မလာဘူးပေါ့ဗျာ yeah အဲ့ဒါရောနော်ဓမ္မတန်တာလာတယ်ပေါ့နော်ကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာ fan season မှာကျွန်တော်ဓမြတိုက်နေတော့ကျွန်တော် element order ပေါ့နော် order ကိုဂျိုကြီးပေါ်လာတယ်ဗျ
ကျွန်တော်တို့တမရတော့ကောက်ကမတက်ရောက်ကွာမင်းတော်တော်နှောင့်ရှဲတာပဲငါ့ကိုရေးဟုတ်ဗျကိုဂျိုပေါ့နော်သူကိုဂျိုယူထားရအဲ့လိုပဲတခါတလေလေပေါ်လွတ်သွားတယ်โอเคဒါကတော့အော်ဒါရဲ့သား admin ဖြစ်ပါတယ်သူကတော့ DJ ပေါ့နော် DJ တမ yes သူက DJ တမ DJ ပြီးတော့တော်တော်ဝါဒနာပါတယ် DJ တမပေါ့နော်ဒါကတော့โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ order ကြီးပေါ့နော် order ကြီးကျွန်တော်တို့မိုးရိုးလာပြီးသွားတာဖြစ်ပါတယ်ဒါတော့မတန်တာမဟုတ်ပါဘူးတန်တာတော့တန်တာပါပဲဒါမတန်တာမဟုတ်ပါဘူး order ကြီးလာပြီးသွားပါတော့โอเคဒါကတော့ကျွန်တော်တို့ကုန်းနဲ့ကျွန်တော်တို့ငရုတ်တီးရောင်းလို့ဝယ်တာဖြစ်ပါတယ် admin အဲ့လိုပဲဗျာကျွန်တော်တောင်းမှ share stop ပေးတာ yes โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ disco ပြန်လာပါတယ် disco ပေါ့နော်disco ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်တို့ Emily နဲ့ကျွန်တော်တို့ငရုတ်တီး store ပါတယ်ရှဲဒါတော့ကျွန်တော်တို့ admin ပြန်အောင် DJ ပြန်လာလောက်တာပေါ့နော်ဒီကောင်နှစ်ခါတော့ရှိပြီလာနေတာပွဲတော့မပြီးသေးဘူးရှဲဒါတော့ကျွန်တော်တို့ DJ တမပေါ့နော် DJ တမလေးโอเคကျွန်တော်တို့ဒါတော့ကျွန်တော်တို့တမတိုက်တဲ့အချိန်မှာပဲကျွန်တော်တို့ Emily နဲ့တစ်ခေါက်လာစတော့တာဖြစ်ပါတယ်ရှဲ Emily ရဲ့ base store ရဲ့နှစ်ခုဟာရုံငယ်တီးပါလေးတယ်လို့ဟာနှစ်ခုပါပေးဦးမလဲဟာရောရေးကိုပါတယ်ဟာအေးအောင်ရေးမဟုတ်တော့ဘူးလို့ enemy တွေကတော့ဒီနေ့တော်တော်လေးကဖြစ်နေတာဗျရဲတော်တော်လေးဖြစ်နေတယ်သူတို့ရောက်ကျွန်တော်ပေးသမျှကိုယူရတယ်โอเคဒါကတော့ကျွန်တော်မှုံမင်းစတော့တာပေါ့နော်မှုံမင်းရဲဒါမှုံမင်းစတော့ပါပေါ့နော်နင်စပီတီပါစတော့နေတည်တယ်ဝယ်လဲဟာမိုးသေးဘူးကွာဒီနေ့ကတော့တကယ်ကမှ lucky day ပဲကျွန်တော်တို့ဒီရက်ဆောရတာတန်တယ်ပေါ့နော်ကျွန်တော် block မဆောဘဲနဲ့တော့ဒီ glowing ကထားတာဆောရဗျဒီနေ့ဒါပေမဲ့ကျွန်တော် block မှာလဲကျွန်တော်နောက်ထပ် V4 video တွေတင်ပြီးရှိပါတယ်ကျွန်တော် V4 ရောက်သွားပါပြီ yes ကျွန်တော်ဒါကတော့ upgrade ပြီးတော့ကျွန်တော်တို့တွေV-Quest ကေလာပေးတာပေါ့နော်ဒီကောင်ကရှားတယ်ဗျ medical user ဒါပေမဲ့ကျွန်တော်ရှားတယ် limited သိထားသေးတယ်ပေါ့နော်ဘယ်တော့မှမပေးသေးဘူးဗျာ yes ကျွန်တော်သိထားမှာဒါပေမဲ့ပတ်ဆက်ရရတော့ရောင်းစားမှာဗျဘယ်သူမှမသိသေးနဲ့yes ကျွန်တော်တို့ crafting ပေါ့နော် crafting အတိတ်ပါလာတယ် crafting ကတော့ကျွန်တော်နောက်တဲ့ဗီဒီယိုကြမှာသေးသေးပြောပြတော့မယ်ဗျဒီ crafting တွေမှာဘာတွေစပင်ကလာတွေရဲ့ကျွန်တော်တို့စီးတွေရဲ့တို့နောက်ထပ်ကောင်သိတဲ့ကောင်လည်းပါတယ်ပေါ့နော်အဲ့ဒီကောင်ကကျွန်တော်ဗီဒီယိုစမှာ craft ပါခဲ့တဲ့ကောင်ဖြစ်ပါတယ် okay ကျွန်တော်တို့နောက်တဲ့ဗီဒီယိုတပုံးမှာပဲကျွန်တော်ဒီ crafting တွေကဘာတွေသုံးဝင်လဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်အခုလက်ရှိဆော်တာတော့တီးစီးရတာကတော့ဒီထက်မှာကျွန်တော်တို့ဝါသားမယ်တော့စပင်ကလာကျွန်တော်တော်တော်လေးကောင်းတယ်ပေါ့နော်မိုးမယ်လုံးအကြီးဆိုင်နေရမှာတော်တော်လေးကိုသုံးဝင်နေဗျအဲ့ဒီတကူကတော့ဘလို့အနေနဲ့ဒါတွေက limited ဖြစ်သွားတော့မှမလို့စူထားစီချင်ပါတယ်အော်ကောင်လည်းကျွန်တော်တို့ flat ထားစီချင်ပါတယ် so ဒီနေ့ဗီဒီယိုရဒီလောက်ပါပဲဆုံးအောင်ကြည့်ပြီဒီချေဒီဆုံးအောင်လိုက်ပါကြည့်ရှုပေးနေတရားကြည့်ရင်ထိုးကြည့်ပေးရှိပါတယ်နောက်တဲ့ဗီဒီယိုတွေမှာဒီတက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာပေးခဲ့ပါမယ်ပြောတာဗျာဟိုကတိုက်ပါဒီကတိုက်ပါနဲ့ဗီဒီယိုကလောက်ရတာဆင်းမပြီးပါဘူး